အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကန်ကောင်း channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်းလေးကတော့တစ္ဆာအဋိဌံတင်အမတော်ရွှေနန်းကျင်းဆိုတဲ့ဇလန်းလေးဖြစ်ပါတယ်ခင်ဗျာနေရာဒေသအလိုက်အပြောင်းအလဲရှိခြင်းနဲ့ဇလန်းကိုအချင်းချုပ်ဖော်ပြခြင်းကြောင့်အမှားယွင်းတစုံတရာရှိပါကခွင့်လွတ်နားလေတိခံပေးပါရဲ့တောင်းဆိုလိုက်ပါရစေခင်ဗျာနဂါဒေဝီတဦးသည်ခင်မွန်းတဲ့လင်ယောက်ျားတေဆုံးလေသောအခါမပျော်ပိုက်သည်ဖြစ်၍စိတ်ပျော်ရရက်သို့ထွက်ခွာလာခဲ့ရာမိုးဆိုးတောင်သို့ရောက်ရှိလာခဲ့ပါတယ်ထိုမိုးဆိုးတောင်၌ဆေးဘက်ဝင်တစ်ဥတစ်မြင့်များကိုရှာဖွေရင်းကြီးကန်းပါဇက်ကိုတွင်မိတင်းနေထိုင်သည့်ဝိဇ္ဇတိုလူလင်နှင့်နဂါဒေဝီတို့သည်တွေ့ဆုံကြပြီးချစ်ကြိုက်ကအတူတကွပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်တနေ့သောဝိဇ္ဇတိုလူလင်သည်တောအတွင်ဆေးမြစ်ရှာဖွေနေသောအခါနဂါဒေဝီသည်တတိလက်လွတ်အိပ်ဆက်မိချင်းကြောင့်ဖန်ဆင်းထားသည့်လူတွင်ပျောက်ကွယ်ပြီးဇာတိရုပ်တွင်နဂါအတွင်အပြင်ဖြစ်ပေါ်နေသည်ကိုမသိခဲ့ပါဘူးထိုအချင်းအရာကိုဆေးမြစ်ရှာဖွေရမှပြန်လာသောဝိဇ္ဇတိုလူလင်တွေ့မြင်လျှင်နဂါဒေဝီအားစိတ်နာလျက်ကြီးစဲပါဇက်ကိုမှတိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတော့တယ်ကြံရစ်ခဲ့သောနဂါဒေဝီသည်ဝိဇ္ဇတိုလူလင်ပြန်လာမည့်အချိန်ကိုစောင့်စားရင်းကြီးကန်းပါဇက်ကို၌ပင်ဝိဇ္ဇတိုလူလင်နှင့်ရသောတတိဥနှလုံးကိုပေါက်ဖွားခဲ့ပြီးနဂါပြည်သို့ပြန်သွားခဲ့ပါတယ်နဂါတို့သည်မျိုးနွယ်မတူသူနှင့်ပေါင်းဖက်၍ရလာသောသားတရီကိုနဂါပြည်သို့ဆောင်ယူခွင့်မရှိသောကြောင့်နဂါဥနှလုံးကိုကြီးကန်းပါဇက်ကိုအတွင်း၌ပင်ထားရစ်ခဲ့ရပါတယ်ထိုနဂါဥနှလုံးကိုမူဆိုးတောင်တွင်တည်င်းသုံးနေသည့်တိတာရသေးကြီးတွေ့မြင်ကဇင်းကြိုင်တောင်တွင်တည်င်းသုံးနေသောညီတော်တိဟရသေးအားခေါ်ယူ၍တလုံးစီထိမ့်သိမ်းဆောက်ရှောက်ပေးခဲ့ပါတယ်ထိုဥနှလုံးမှလူသားမင်းကလေးနှစ်ဦးဖွားမြင်လာပြီးတိဟရသေးထံမှကလေးငယ်ကိုနာဂသူစာအမည်မဲ့တွင်လျက်အပေါကျွဲချံတကြီးမှတောင်းယူမွေစားရန်ခေါ်ဆောင်သွားခဲ့ပါတယ်တိတာရသေးထံမှကလေးငယ်ကိုရွှေနန်းကျင်ဟုအမည်မဲ့တွင်လျက်မေတ္တနုရွာမှကင်းရင်စော်ကဲမောင်နှံဖြစ်သောဖိုးကောလွတ်နှင့်နန်းကြားဟဲတို့ကမွေးစားရန်ခေါ်ဆောင်သွားခဲ့ပါတယ်ကင်းရင်စော်ကဲမောင်နှံထံတွင်ဖိုးပန်းနေဆိုသောတားတယောက်လည်းရှိသေးရာရွှေနန်းကျင်အတွက်အကိုတယောက်ပါရခဲ့ပါလေတယ်ရွှေနန်းကျင်အရွယ်ရောက်ချိန်တွင်တိတာရသေးကြီးသည်ညီတော်တိဟရသေးအဆွေတော်ကေလာတရသေးတို့နှင့်တိုင်ပင်၍တရားမင်းအပါဝင်သူဝနဘူမိပြည့်ရှင်တိတာဓမ္မတိဟရာသာဘယင်တို့အကူအညီဖြင့်စံတော်ရှင်ကြိုက်ထီရိုးစီရီတော်မြတ်ကြီးကိုတီထားကိုးကွယ်တော်မူလင်အနည်းအနားရှိရွာများမှလာရောက်လှုပ်အားပေးကြပါတယ်ထိုအထက်တွင်ရွှေနန်းကျင်တို့မိသားစုလည်းပါဝင်ခဲ့ပါတယ်စီရီတော်ကြီးအတွက်လှုပ်အားဌာနပြုနေစဉ်အတွင်းရွှေနန်းကျင်သည်တိတာဓမ္မတိဟရာသာဘယင်နှင့်တွေ့ဆုံကမိဖုရားအဖြစ်မြောက်စားချိမိခြင်းကိုခံခဲ့ရပါတယ်သို့သောမိဖုရားရွှေနန်းကျင်သည်သူဝနဘူမိနေပြည်တော်သို့ရောက်ချိန်မှစ၍အိမ်မပျော်စားမွေနှင့်ယောဂဝေဒနာတရက်ဆွဲကဲ့လာခဲ့ပါတယ်နန်းတွင်သမားတော်များဖြင့်ဂယုတဆိုင်ကုသတော်လဲပျောက်ကင်းခြင်းမရှိသောကြောင့်ဆိုင်ရာပိုင်ရာတွေကိုပင့်လျှောက်မေးမြန်းသောအခါကင်းရင်ရိုးရာနှင့်ဖြစ်သောဟုံးနှက်ဤဖန်ဆားခြင်းကိုခံရသည်ဟုသိရှိခဲ့ရပါတယ်ရွှေနန်းကြီးအနေဖြင့်မိဖုရားအရာမြောက်စားခံရစဉ်ကရိုးရာကိုတင်မြောက်ရန်မေ့လျော့နေခြင်းကြောင့်ဟုံးနှက်ဤညှိုးမှန်ဖွဲ့ပြစ်ဒဏ်တင်မှုကိုခံရသည်ဟုသိရှိရပါတယ်ထိုအခါရွှေနန်းကျင်သည်ဘင်းမင်းပြတ်ထံလျှောက်တင်လျက်မွေးစားမိဘများကိုအခေါ်တော်ပါကရိုးရာနှက်ကိုပူဇော်ပသရန်သူ့နာဘူမိနေပြည်တော်မှသူစေရန်သားအသွင်ဖြင့်တိတ်တဆိတ်နေရက်သို့ပြန်လာခဲ့ပါတယ်ရွှေနန်းကျင်တို့မိသားစုသည်အပြက်လဲစခန်းနေရအရောက်ခရီးတစ်ထောက်ခိတ္တအနားယူနေကြစဉ်ရိုးရာပြက်၍စိတ်ကွက်နေသောဟုံးနှက်သည်မိမိပိုင်နှက်အတွင်းရောက်ရှိလာပြီဖြစ်သည့်ရွှေနန်းကျင်ကိုအလွန်မပေးဘဲစီးတော်နှက်ကြားဖြင့်တိုက်ခါခြောက်လန့်စေခဲ့ပါတယ်ရွှေနန်းကျင်တို့မိသားစုကြောက်လန့်တကြားဖြင့်ကြိုက်ထီရိုးစီရီတော်စီတို့ဥတီကပြေးလွှားကြရင်တကွဲတပြားစီဖြစ်ကုန်ကြသောနှက်ကြားသည်ရွှေနန်းကျင်၏နောက်ကိုသာအညှိုးကြီးစွာလိုက်လေတော့သည်အတန်ကြာထိတ်လန့်ကြောက်ရွံ့စိတ်ဖြင့်ပြေးလွှားနေရသောရွှေနန်းကျင်သည်ပန်းတင်ကြောက်စကန်အရောက်တွင်အမောဆုကလဲကျသွားပါတော့တယ်ရွှေနန်းကျင်လဲကျသွားလျှင်နှက်ကြားသည်ဆက်မလိုက်တော့ပဲပျောက်ကွယ်သွားပါတော့တယ်အသက်ရှူမောကအမောဆုကနောက်ဆုံးချိန်ကိုရောက်နေပြီဖြစ်သောမိဖုရားရွှေနန်းကျင်သည်ကြိုက်ထီရိုးဇရီတော်ကြီးကိုလှမ်းမြော်ဥခိုက်လျက်ဤနေရာ၌သေလွန်သည်ရှိသောကြိုက်ထီရိုးဇရီတော်ကြီးရှိရာအရက်ကိုဥကောင်းထား၍သေရပါစေသာသေလွန်ပြီးသည်ရှိသောနောင်ပွင့်လာမည့်အရိမြစ်တရာမြတ်စွာဘုရားအားဖူးမြော်ကြည်ညိုနိုင်ရန်ဤနေရာ၌မိမိ၏ရုပ်ခန္ဓာအားမြည်သူတဦးတယောက်မျှရွှေ့မရနိုင်အောင်ကြောက်ဆိုင်ကြောက်သားအဖြစ်တည်ပါစေသာဟုတစ္ဆာအဋ္ဌံပြုကာကံကုန်ခဲ့ပါတော့တယ်ရွှေနန်းကျင်ကံတော်ကုန်ခြင်းတွင်တိတာဓမ္မတိဟရာဇာဘယင်နှင့်ရသောကိုဝင်ကိုလွယ်ထားရပြီဖြစ်ပါတယ်ယခုအခါအမတော်ရွှေနန်းကျင်သည်
တစ္ဆာအတိတ်တံဖြစ်ပေါင်းလောင်းတောင်ထိပ်နန်းဆန်ရိပ်တွင်အေဂျင့်စွာတာသနာပြုလျက်ရှိနေပြီဖြစ်ပါတယ်နောက်ဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းဟာကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဒီလိုဇာတ်လမ်းတွေကိုအမြဲတမ်းတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like နဲ့ subscribe နှိပ်ခဲ့ပေးကြပါဦးခင်ဗျာ